ကဘာဗလားမကစားဘူးလို့ပြောရင်ရုံးခက်လောက်တဲ့ကစားသမားများအားလုံးပဲမင်္ဂလာပါကဘာဗလားဆိုတာဘလုံးသမားတိုင်းအိမ်မက်လို့ပြောလို့ရပြီးတော့ဒီတိုင်ပွဲကြီးမှာကစားခွင့်ရဖို့အတွက်ကစားသမားတိုင်းကဆန္ဒရှိကြပါတယ်ကစားခွင့်ရတဲ့အပြင်ကမှဘိုးဘဆွဲနိုင်ခဲ့မယ်ဆိုရင်တော့အတိုင်းထက်အလုံးပဲဖြစ်ပါတယ်ကျို့သောကစားသမားတွေကဆိုရင်ချိတ်ဆွမ်းကောင်းပေမဲ့သူတို့ကိုစားပြုတဲ့နိုင်ငံတွေကြောင့်ကဘာဗလားတစ်ချိန်မှမကစားခဲ့ရဘူးပါဘူးဒီနေ့တော့ကဘာဗလားမှာမကစားဘူးလို့ပြောရင်ဘယ်သူမှရှုံနိုင်လောက်မှာမဟုတ်တဲ့ကစားသမားတွေအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်နံပါတ်1အနေနဲ့ကတော့ Dusty Fano ပဲဖြစ်ပါတယ် Dusty Fano ဆိုတာဟာလိုဝါတို့ရဲ့ခဏဝင်ကစားသမားကြီးဖြစ်ပြီးတော့ဟာလိုဝါတို့ရဲ့ခေတ်တစ်ခေတ်ကိုတူထောင်နိုင်ခဲ့ပါတယ်1950နဲ့60ကာလဒီမှာဟာလိုဝါတို့ကဥရောပဖလား9ချိန်နဲ့လာလီဂါချန်ပီယံ10ချိန်တွေကိုရယူခဲ့ပါတယ်အဲဒီလိုဟာလိုဝါတို့အောင်မြင်ခဲ့ရမှာ Dusty Fano ကအဓိကကစားသမားဖြစ်ပါတယ် Dusty Fano ဟာအာဂျင်တီးနားနဲ့စပိန်နယ်ပါဖြစ်ပြီးတော့ကိုလံဘီယာကိုလည်းကိုစားပြုခွင့်ရရှိခဲ့ပါတယ်ဟာလိုဝါတို့စီပြောင်းရွှေ့ပြီးတဲ့နောက်မှာတော့ Dusty Fano လည်းစပိန်လူမျိုးစင်တင်းကိုကိုစားပြုဖို့ရွေးချယ်ခဲ့ပါတယ်စပိန်တင်းကိုကိုစားပြုခဲ့ပေမဲ့ Dusty Fano ကတော့ကမ္ဘာဖလားပြိုင်ပွဲမှာတစ်ချိန်မှကစားခွင့်မရခဲ့ပါဘူး1960နဲ့ကမ္ဘာဖလားမှာစပိန်တင်းကိုခြေစမ်းပွဲအောင်ကူညီပေးနိုင်ခဲ့ပေမဲ့ပြတ်သားတရားရရှိသွားခဲ့တာကြောင့်ကမ္ဘာဖလားနဲ့လွဲချော်သွားခဲ့တာဖြစ်ပါတယ်နံပါတ်2အနေနဲ့ကတော့ George Best ပဲဖြစ်ပါတယ်ဂေဂျီတို့ရဲ့ကနဝင်ကစားသမားကြီး George Best အားဆိုရင်တော့ကမ္ဘာအကောင်းဆုံးကစားသမားတွေကတူဖြစ်ပြီးတော့မြောက်အိုင်ယာလန်နိုင်ငံအတွက်လည်းထာဝရအကောင်းဆုံးကစားသမားလို့ပြောလို့ရပါတယ်မြောက်အိုင်ယာလန်နိုင်ငံဟာကမ္ဘာဖလားပြိုင်ပွဲမှာအချိန်ရင်းနှင်းငယ်တဲ့ဝင်ရောက်ခွင့်ရခဲ့ပူပါတယ်ဒါပေမဲ့ George Best ကစားနေတဲ့အချိန်မှာတော့အချိန်မှခြေစစ်ပွဲမအောင်နိုင်ခဲ့ပါဘူး1958ကမ္ဘာဖလားမှာမြောက်အိုင်ယာလန်တင်းခြေစစ်ပွဲအောင်တော့က George Best က12နှစ်သားပဲရှိနေသေးပါတယ်နောက်ပြီး George Best အနားယူပြီးတော့1980နောက်ပိုင်းမှာသာခြေစစ်ပွဲပြန်ပြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်နံပါတ်3အနေနဲ့ကတော့ Eric Cantona ပဲဖြစ်ပါတယ် Cantona ကလည်းဂေဂျီကိုအတွက်တာမကတင်းတင်းလက်ရွေးစင်အသင်းအတွက်ပါအားထားတဲ့ကစားသမားတူဖြစ်ခဲ့ပါတယ်ပလာတီနီရဲ့နောက်ပိုင်းမှာ Cantona ပြင်သစ်အသင်းရဲ့ကွင်းလေကိုဦးဆောင်နိုင်ခဲ့ပါတယ်လက်ရွေးစင်အသင်းအတွက်စုစုပေါင်း45ပွဲကစားပြီးတော့ဂိုး20ထိကိုတင်ယူပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့လည်း Cantona ဟာကမ္ဘာဖလားပြိုင်ပွဲမှာတော့တစ်ချိန်မှဝင်ရောက်ကစားမှုခဲ့ခြင်းမရှိပါဘူး1990ကမ္ဘာဖလားနဲ့94ကမ္ဘာဖလားဒီမှာသူကစားနေတဲ့ပြင်သစ်အသင်းကခြေစစ်ပွဲတော်မအောင်ခဲ့ပဲနဲ့1998ကမ္ဘာဖလားကျမှအင်ရှင်နေနဲ့ပူဆွဲခဲ့ပါတယ်ဒါပေမဲ့လည်း Cantona ဟာအသက်30အပြည့်မှာတဲ့ကစားသမားဘွားကစောစီးနားယူသွားခဲ့တာကြောင့်98ကမ္ဘာဖလားမှာလည်းမပါဝင်ခဲ့ပါဘူးနံပါတ်4အနေနဲ့ကတော့ George Weah ပဲဖြစ်ပါတယ် George Weah အာဖရိကတိုက်ကနေပထမဆုံးဘလွန်နီရောရခဲ့တဲ့ကစားသမားတူဖြစ်ပါတယ်လိုက်ဘေးရီးယားနိုင်ငံအတွက်ထင်ရှားတဲ့ကစားသမားဖြစ်ပြီးတော့ဘလွန်လောကကနေနားယူပြီးတဲ့နောက်မှာလိုက်ဘေးရီးယားရဲ့တမန်တော်ပါဖြစ်ခဲ့ပါတယ်ဒါပေမဲ့လည်းလိုက်ဘေးရီးယားဆိုတာဘလွန်စစ်တမ်းမြင်မာတဲ့နိုင်ငံတစ်နိုင်ငံမဟုတ်တာကြောင့်ကမ္ဘာဖလားဝင်ဝင်လည်းမရခဲ့ပါဘူးGeorge Weah ကလည်း Liberia အတွက်တမီးဘောက်တယောက်ထုံးကစားသမားလို့ဖြစ်နေခဲ့ပါတယ်။ဒါကြောင့်လည်း George Weah ကသူ့ရဲ့ကစားသမားဘဝမှာတစ်ခါမှကမ္ဘာဖလားကစားခွင့်မရသွားခဲ့တာဖြစ်ပါတယ်။ဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။